Hello แม่มิงลาวาရှင်အခုဒီနေ့ဆက်မဲ့ကြောင်းကတော့ problem management process ပဲဖြစ်ပါတယ်ဟိုရင်ဒီနေ့က problem management process ရဲ့အဓိကကြတဲ့ root cause analysis ကိုဘယ်လိုမျိုးလုပ်ရမလဲဆိုတဲ့အကြောင်းကိုပြောခဲ့တယ်အခုဒီ session မှာတော့problem management ရဲ့နောက်ထပ်အရေးကြီးတဲ့ SLA တစ်ခုဖြစ်တဲ့final resolution SLA အကြောင်းကိုပြောမှာဖြစ်ပါတယ်OCA session မှာကြာတော့ OCA session မှာတော့ငါ problem management မှာဆိုလို့ရှိရင်ရေဘူးရအားဖြင့် SLA နှစ်ခုကို measurement လုပ်တယ်လို့ပြောခဲ့ပါတယ်ပထမတစ်ခုကကြာတော့ RCA submission timeliness SLA RCA ကို submission လုပ်တဲ့အချိန်မှာဘယ်နေ့ဘယ်ချိန်မှာလုပ်တယ်ဆိုတာရယ်ပြီးလို့ရှိရင်သူ့ရဲ့ timeline ကိုတွက်ပြီးတဲ့အခါကျတော့ problem ticket ကဘယ်နှခု log လုပ်ခဲ့တယ်လဲပြီးလို့ရှိရင်ဘယ်problem ticket ဘယ်နှခုကတော့ within SLA ဖြစ်ပြီးတော့ဘယ်နှခုကတော့ out of SLA ဖြစ်ခဲ့တယ်လေဆိုတဲ့တွက်တဲ့ percentage တွေအကြောင်းကိုပြောခဲ့တယ်အဲ့ကြတော့ဒုတိယ SLA အနေနဲ့ကြတော့ final resolution SLA ကိုတိုင်းတာမှာဖြစ်ပါတယ် problem management လို့ပြောလိုက်တယ်ဆိုကြရ permanent fix ကိုတွက်တာဖြစ်တဲ့အတွက်သူ့ကို final resolution လို့ခေါ်ပါတယ်incident မှာတော့ငါသူ့ရဲ့ issue service ကို restore လုပ်ခဲ့တဲ့အချိန်မှာ incident ကို resolve လုပ်ခဲ့တဲ့အချိန်မှာ workaround solution နဲ့လည်းလုပ်ချင်းလုပ်ထားခဲ့မယ်ဒါပေမဲ့ problem management မှာကြတော့နောက်ထပ်ဒီ incident ထက်ဖြစ်နိုင်တဲ့ potential risk ကိုပေးဖို့ရအတွက် final solution ကိုရှာပေးရမှာဖြစ်တယ်ဒါကြောင့်မို့လို့တကယ်လို့မြန်ကိုက problem တခုကို lock လုပ်ပြီးတဲ့အချိန်မှာ workaround solution နဲ့ပိတ်ခဲ့လိုက်တယ်ကံမကောင်းစွာပဲ similar problem ကဒီ within the reporting man ပေါ့နော်within the reporting man ဆိုတာသတ်မှတ်ထားတဲ့ဒီ timeline တစ်လအတွင်းထဲမှာပြန်ပြီးတော့ similar problem ကပြန်ဖြစ်ခဲ့တယ်ဆိုလို့ရှိရင် final resolution လို့ခေါ်လို့မရပါဘူးအဲ့ဒီအတွက်ကြောင့်မို့လို့ final resolution SLA ကိုကျမတို့ကတိုင်းတာရခြင်းဖြစ်ပါတယ်အဲ့လိုမျိုးတိုင်းတာခြင်းအပြင်ဒီ proper တကယ်လိုအပ်တဲ့resolution ကိုပေးနိုင်ဖို့ရအတွက်စူးစမ်းကြမှာဖြစ်တယ်ဒါကြောင့်ကျင်းချုပ်ပြောရမယ်ဆိုရင်တော့ problem management ရဲ့အောက်မှာ SLA နှစ်ခုရှိမယ်တစ်ခုကကြတော့ RCA submission timeliness SLA ရဲ့နောက်ဒုတိယတစ်ခုကကြတော့ final resolution SLA ရဲ့ဖြစ်ပါတယ်ဒီ reporting month ပေါ့နော်ဥပမာခုဆိုရင်ဇူလိုင်ဆိုရင်ဇူလိုင်လအတွင်းထဲမှာ problem ticket က2ခုရှိခဲ့တယ်ဆိုရင် problem ticket တစ်ခုကတော့တကယ်ကိုပဲ permanent fix လုပ်လိုက်နိုင်တယ်ဒါပေမဲ့နောက်ထပ် problem တစ်ခုကကြတော့ permanent fix မလုပ်နိုင်မင်းနဲ့ similar problem ပြန်ပြီးတော့ဖြစ်ခဲ့တယ်ဆိုလို့ရှိရင်သူ့ရဲ့ SLA percentage ဒီသူ့ရဲ့ SLA percentage ဒီ1 divided by 2ဖြစ်တဲ့အတွက် 50% ပဲဖြစ်မှာဖြစ်ပါတယ်အဲ့ကြတော့ SLA target ကတကယ်လို့မြန် 95% လို့ပါလို့ဖြစ်ခဲ့တယ်ဆိုလို့ရှိရင်သူက out of the SLA ဖြစ်နေမှာဖြစ်တဲ့ဒီလိုမျိုးနည်းနဲ့ကျမတို့ကဒီ problem management ကိုပို့ပြီးတော့ improve ဖြစ်လာအောင်လို့လည်း control လုပ်လို့ရပါတယ်နောက်တစ်ချက်ကကြတော့ OCA session ဒီမှာလည်းကျမတို့ပြောခဲ့တယ်ဒီ proper action item တွေကို define လုပ်ပြီးတဲ့အချိန်မှာproper action item တွေ define လုပ်ပြီးတဲ့အချိန်မှာ problem manager ဒီ action တွေအချိန်မီပြီးဖို့ရအတွက်နဲ့တကယ်ပဲ completion ဖြစ်ဖို့ရအတွက်ကိုသက်ဆိုင်ရာ action owner တွေစီကို follow up တွေလိုက်တယ်ပြီးလို့ရှိရင်ဒီ senior management တွေဥပမာ CTO တို့နောက်ဒီ technical lead တွေစီကို report လုပ်ပေးတယ်အဲ့ဒါမျိုးဟာကိုကျမတို့ကဘာလို့ခေါ်လဲဆိုရင် problem life cycle reporting လို့ခေါ်တယ်အဲ့လိုမျိုး problem life cycle report ဒီအတွက်ကိုလည်းကျမတို့က proper template တစ်ခုကို create လုပ်ပြီးတော့ report လုပ်ဖို့လိုပါတယ် problem life cycle report လို့ခေါ်ပါတယ်တကယ်လို့ problem management မှာ RCA submission က3 days to 5 days to ဖြစ်ခဲ့တယ်ဆိုရင်တော့ဒီ problem life cycle report ဒီအရင်ကြီးထီတော့မလိုအပ်ဘူးတကယ်လို့မြန် RCA submission timeliness ကဟိုမှာ P1 အတွက်1 month P2 အတွက်က2 months အဲ့လိုမျိုးဖြစ်ခဲ့တယ်ဆိုရင်တော့ဒီ problem life cycle လို့ခေါ်တဲ့အဲ့ problem ရဲ့ root cause analysis ကို run နေတဲ့အချိန်ကြာရင်ကြာတယ်လို့မျိုး problem life cycle report ကို reporting လုပ်ခြင်းမလုပ်ခြင်းကအရေးပါသွားပါတယ် problem life cycle report အတွင်းထဲမှာဘာတွေပါဖို့လိုတယ်လဲအဲ့ဒါ root cause analysis ဘာတွေကတော့ပြီးသွားပြီ
ဘယ်လိုမျိုး chain ကိုထပ်ပြီးတော့ raise လုပ်တယ်အစားရှိတဲ့ပြင်လုံးတက်မြ action တွေကို track လုပ်ပြီးတော့သူ့ရဲ့ time stamp နဲ့အတူတွဲပြီးတော့ပြဖို့ရအတွက်လိုပါတယ်နောက်တစ်ချက်ကကြတော့ဗာလဲဆိုရင် final resolution SN လေးလို့ပြောတဲ့အချိန်မှာဘယ်လိုမျိုးသူ့ကိုတွက်ကြတယ်လဲ problem ticket တကူစပြီးတော့ open လုပ်လိုက်တယ် lock လုပ်လိုက်တယ်အဲ့ဒီအချိန်ကနေစပြီးတော့သူ့ရဲ့ permanent face ကို apply လုပ်လိုက်တဲ့ date ကို subtract လုပ်ပေးရမှာဖြစ်ပါတယ်တကယ်လို့မြန် permanent face ကိုတော့မဟုတ် containment action ကို execute လုပ်ပြီးတဲ့အချိန်မှာ monitoring ယူလိုက်တဲ့အချိန်ကာလအတွင်းနဲ့မှာပဲခုနကတော့ execute လုပ်ထားတဲ့ solution ကတကယ်ကိုပဲ issue ကို face မလုပ်ခဲ့နိုင်ဘူးဆိုလို့ရှိရင်နောက်ထပ်ပြီးတော့ကျမတို့က RCE review နဲ့ solution review meeting တွေကိုထပ်ပြီးလုပ်ဖို့လိုပါတယ်ဘလောက်ပဲ chain ticket တွေဖွင့်ထားပြီးတော့အဲ့ဒီ permanent solution ကို execute လုပ်ထားသည်ပဲဖြစ်စေတကယ်တမ်း issue က resolve ဖြစ်မသွားခဲ့ဘူးဆိုတာထက် similar error မျိုးထပ်ပြီးရနိုင်တယ်အဲ့လိုမျိုးရနိုင်တဲ့ risk ရှိနေခဲ့တယ်ဆိုရင်တော့အဲ့ဒါကို final resolution လို့ခေါ်လို့မရပါဘူးအဲ့လိုမျိုး execute လုပ်ထားတဲ့ date ကိုလည်း final resolution time လို့ယူလို့မရပါဘူးဒါက SN နဲ့ပတ်သက်တဲ့အပိုင်းမှာနောက်တစ်ချက်ကကြတော့ problem management module ကို ticketing system နဲ့မှာ deploy လုပ်တဲ့အချိန်မှာလိုအပ်တဲ့ key metrics တွေကိုလည်းသိဖို့ရအတွက်လိုပါတယ်ဒါတွေအားလုံးက problem manager ရဲ့တာဝန်မှာ problem ticket ID ကတော့အားလုံးသိကြတဲ့အတိုင်း unique ID ပဲ system ကနေပြီးတော့ automatically generate လုပ်သွားမယ်နောက် problem description ထည့်ရမယ်နောက်တစ်ခုကကြတော့ service impact ထည့်ရမယ် affected system ကပါလေတကယ်လို့မြန်သူ့မှာ CMDB တို့ဘာလို့ ਨੇ properly configure လုပ်ထားခဲ့တဲ့ပြီးလို့ရှိရင် asset management module တွေလည်းရှိခဲ့တယ်ဆိုရင်တော့သူ့ရဲ့ affected CI ရဲ့ host name တော်လည်းက IP address တော်လည်းက search လုပ်ပြီးတော့သူ့ကို integrate လုပ်ပြီးလို့ရပါတယ်နောက်တစ်ခုက affected service ဆိုတာကလည်းခုနတုန်းကဒီ P1 P2 လို့ consider လုပ်လို့ရတယ်critical business process တွေကိုလည်းပြည့်စုံအောင်ထည့်ထားမှာဖြစ်တယ်နောက်တစ်ခုကကြတော့ assignment group ဒီ problem ownership နဲ့ပတ်သက်ပြီးတော့ရှေ့ဘက်အချက်မှာလည်းသိသိပြောခဲ့ပြီးဖြစ်ပါတယ် assignment group ပါရမယ် assignee ပါရမယ်နောက်တစ်ခုကကြတော့ဒီ incident နဲ့ problem ရဲ့ integration ဘယ် incident ticket ကနေပြီးတော့ဒီ problem ကို trigger လုပ်ခဲ့တာလဲသို့မဟုတ်ဘယ် phase chain ကနေပြီးတော့ဒီ problem ticket ကို trigger လုပ်ခဲ့တာလဲအစားရှိတဲ့ဖြင့်သူ့ရဲ့သက်ဆိုင်ရာ module နှစ်ခုရဲ့ interaction လို့ခေါ်မလား integration လို့ခေါ် linkage ကလည်းပါရမှာဖြစ်တယ်အဲ့ဒါတွေကကြတော့ရှေ့ရဲ့ session မှာဒီ problem management process triggering point တွေ၄ခုပြောခဲ့တဲ့အထက်မှာအဲ့ဒါတွေပါပါတယ်ဆိုလိုချင်တာက problem ticket ID နဲ့ incident ticket ID ဒီrelated ဖြစ်နေရမယ် linkage ရှိရမယ်အဲ့ခါကျတော့ပြောချင်တာက problem management module ထဲမှာ key metrics တွေစဉ်းစားတဲ့အချိန်မှာသူ့ရဲ့ opening point လို့ပဲပြောပြော triggering point လို့ပဲပြောပြော related incident သို့မဟုတ် related ticket ဆိုတဲ့ metrics တစ်ခုကိုလည်း configure လုပ်ထားဖို့လိုပါတယ်ဒို့မှသာလျှင်ဒီ problem ticket ကိုဘယ် incident က trigger လုပ်လိုက်တယ်လဲဘယ်ချိန်က trigger လုပ်လိုက်တယ်လဲသို့မဟုတ်ဘယ် monitoring incident series site ကနေပြီးတော့ trigger လုပ်လိုက်တယ်လဲဆိုတဲ့ point ကိုရှင်းရှင်းလင်းလင်းနဲ့သိနိုင်မှာဖြစ်ပါတယ်နောက်ရကြမှာပဲ problem management report နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုဆက်ပါမယ်ရှင်။